လမ်းခွဲရအောင်ဆိုတဲ့စကားကိုအရင်စပြောတဲ့သူတွေကသာတကယ်ချစ်ခဲ့တဲ့သူတွေဖြစ်တတ်ပါတယ်။ဘာလို့လဲဆိုတော့မချစ်တော့တဲ့သူဟာတဖြည်းဖြည်းအေးဆက်သွားရုံပဲရှိတာ။မက်ဆေ့တွေနောက်ကျလာမယ်။ဂရုစိုက်မှုတွေလျော့လာမယ်။စကားပြောရတာတွေပြင်းလာမယ်။ဒါမဲ့တကယ်ချစ်တဲ့သူကတော့အဲ့လိုမလုပ်နိုင်ဘူး။သူနာနေပေမဲ့တီးခံမယ်။ဝမ်းနေနေပေမဲ့မပြောဘူး။တစ်ဖက်လူပြန်ပြောင်းလာမလားဆိုပြီးအခွင့်အရေးတွေအချိန်ချင်းပေးနေမိတတ်တယ်။ဒါမဲ့ relationship တစ်ခုမှာတယောက်တည်းစူးစမ်းနေရတာတွေကြာလာတဲ့အခါဆက်ချင်နေဖို့ထက်လက်လွတ်ပေးလိုက်ဖို့ဟာပိုပင်ပန်းလာတယ်။အဲ့ဒီအချိန်ရောက်မှမျက်ရည်တွေနဲ့လမ်းခွဲရအောင်ဆိုတဲ့စကားကိုနာကျင်နေတဲ့သူကအရင်ပြောလိုက်တာသူမချစ်တော့လို့မဟုတ်ဘူး။ဆက်ချင်နေရင်လည်းကိုဆုံးရှုံးလာလို့ပါ။